ရွှေတိဂုံစေတီတော်ဟာကဘာမှာရွှေနဲ့ရတနာအများဆုံးကပ်လူပူဇော်ထားတဲ့စေတီတဆူဖြစ်ပါတယ်။စေတီတော်ရဲ့ထိပ်ဆုံးပိုင်းမှာရှိတဲ့အစိတ်အပိုင်းတွေဟာတန်ဖိုးဖြတ်မရနိုင်အောင်ထူးခြားပါတယ်။စိန်ဖူးတော်၄ချိန်ခုနှစ်ဆက်6ကာရက်ရှိတဲ့စိန်ကြီးတစ်လုံးအပါအဝင်စုစုပေါင်းစိန်9448လုံးစီချေထားပါတယ်။ငှက်မျက်နာတော်ပတ္တမြနီလာစတဲ့အဖိုးတန်ကြောင့်မြရတနာပေါင်း1310ခုနှစ်လုံးနဲ့မောမှန်ထားပါတယ်။ရွှေပြားများစေတီတော်တစ်ကိုယ်လုံးကိုစစ်မှန်တဲ့ရွှေပြားပေါင်းထောင်နဲ့ချီပြီးကပ်လူပူဇော်ထားတာဖြစ်ပါတယ်။စေတီတော်ရဲ့မြန်တော်မြင့်တဲ့ပတ်လည်တိုင်းတာတွေဟာအလွန်ပင်ခညားထည်ဝါလာပါတယ်။မြန်တော်မြင့်326ပေ69မီတာခက်မြင့်မားပါတယ်။တင်ကုတ်တရကုန်းတော်ပေါ်မှာတည်ရှိပြီးပင်လယ်ရေမျက်နှာပြင်ထက်190ပေခန့်မြင့်ပါတယ်။စေတီတော်ကိုဝန်းရံထားတဲ့ရင်ပြင်တော်ဟာအလွန်ကျယ်ဝန်းပြီးအရက်လေးမျက်နှာမှာအာယုံခံတန်ဆောင်ကြီး၄ခုရှိပါတယ်။ရွှေတိဂုံစေတီတော်ရဲ့ရင်ပြင်တော်ပေါ်မှာဖူးမြော်နိုင်တဲ့ထူးခြားတဲ့နေရာအချို့ရှိပါတယ်။ပတ္တမြမျက်ရှင်ဖျားအာယုံခံတန်ဆောင်တစ်ခုအတွင်းမှာရှိပြီးအလွန်တန်ခိုးကြီးတယ်လို့ယုံကြည်ကြပါတယ်။ဝိဇာစော်ကြီးတန်ဆောင်များမြမရိုးရာယုံကြည်မှုနဲ့ဆက်နွယ်နေတဲ့ထူးခြားတဲ့လက်ရာများကိုတွေ့နိုင်ပါတယ်။မဟာတန်တိုင်းနှင့်ခေါင်းလောင်းတော်ကြီးများအထူးသဖြင့်မဟာကနခေါင်းလောင်းတော်တာယာဝတီမင်းခေါင်းလောင်းနဲ့မဟာတိတတကနခေါင်းလောင်းတော်တို့ဟာတမိုင်းဝင်အမွေအနှစ်များဖြစ်ပါတယ်။နန်းနှခင်းနှင့်ညက်နေခင်းအလပ်ရွှေတိဂုံစေတီတော်ဟာအချိန်တိုင်းမှာကြီးညိုစရာကောင်းနေတော်လေအယုံတက်ချိန်အေဂျင့်စိတ်ငြိမ်ပြီးဖျားဖူးလာသူတွေရဲ့ဝတ်ပြုတန်တွေနဲ့အလွန်ကြည်နူးဖို့ကောင်းပါတယ်။နေဝင်ချိန်မှာမီးအောင်စုံတွေကြောင့်ရွှေရောင်ဝင်းပတ်နေတဲ့စေတီတော်ကြီးဟာကောင်းကင်ယံမှာထွန်းလင်းတောက်ပနေပြီးကဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အလှဆုံးအချိန်ဖြစ်ပါတယ်။ရွှေတိဂုံစေတီတော်ဟာမြန်မာလူမျိုးတို့ရဲ့ကိုးကွယ်ယုံကြည်မှုတာမကမြမယဉ်ကျေးမှုနဲ့အမှုပညာရဲ့အထွတ်ထိပ်ပြေးဥတစ်ခုလည်းဖြစ်ပါတယ်။